ဒါကတော့အစားအလွန်ကျွံစားပြီးဘိုက်တင်သွားတဲ့အခါအစာရင်ရဲ့အမှန်တကယ်ပုံမှန်တရံပဲဖြစ်ပါတယ်။ကိုယ့်ရဲ့အစာရင်ကိုအပြည့်အသိထိုးထည့်လိုက်တဲ့အခါမှာခန္ဓာကိုယ်ကဘလို့ဘေးဒုက္ခတွေကိုကြုံတွေ့ရလဲ။ပထမဆုံးအနေနဲ့တင်အစာမျိုးချလိုက်တဲ့အခါအဲ့ဒီအစာဟာအစာပြွန်တစ်လျှောက်တဖြည်းဖြည်းချင်းဆင်းလာပြီးတော့အဆုရှင်လိုမျိုးအင်္ဂါတစ်ခုဖြစ်တဲ့စာရင်အဝကိုဖြတ်တန်းရပါတယ်။အစာနဲ့ထိတွေ့လိုက်တာနဲ့ဒီအဝကအလိုလျောက်ပွင့်သွားပြီးတော့အစာတွေအစာရင်တွေကိုချောချောမွေ့မွေ့ဝင်ရောက်ပြီးရနဲ့သူ့လိုလိုပြန်ပိတ်သွားပါတယ်။ဒါကအစာရင်တွေကအစာရင်အစစ်တွေအစာပြွန်တွေကနေပြန်ဆန်တက်လာပြီးတော့အစာပြွန်ကိုမလောင်ကျွမ်းဖို့အတွက်ကာကွယ်ပေးတာပါပြီးတော့အဲ့ဒီအဝဟာအစာပမာဏပေါ်မှာမူတည်ပြီးတော့တဖြည်းဖြည်းချင်းအနှဲငယ်စီပွင့်ပေးပြီးတော့အစာကိုအစာရင်တွေကိုဝင်ခွင့်ပြုပါတယ်ဒါပေမဲ့တင်းကအစာကိုအရန်စားပြီးတော့ဘိုက်ကိုတင်းကားနေအောင်စားလိုက်တဲ့အခါမှာတော့မူလကလက်သီးစုပ်လောက်ပဲရှိတဲ့စာရင်ကအချိန်တိုတွင်းမှာပဲ10ဆမကအတင်းကျပ်ဆန့်ထွက်သွားပါတယ်တင်းကဆက်ပြီးစားနေမယ်ဆိုရင်တင်းစာရင်ရဲ့ပမာဏက4000မီလီမီတာအထိတောင်ရောက်သွားနိုင်ပါတယ်ဒါဟာအသက်ရှူရခက်ခဲတာဒါမှမဟုတ်အစာရင်ပေါက်ပြဲတာတွေမျိုးတွေထိအောင်ဖြစ်နိုင်ပါတယ်စဉ်းစားကြည့်ုံနဲ့တင်ဘယ်လောက်ဆိုးရွားလဲဆိုတာကိုခန်းစားမိနိုင်မှာပါအစာရင်ဆန့်ထွက်သွားတဲ့အခါဘေးပတ်ဝန်းကျင်ကအသေးတရရွက်စားတဲ့အင်္ဂါစိတ်ပိုင်းတွေကလည်းလှုပ်ရှားစရာနေရာမရှိလောက်အောင်ဖိညစ်ခံရပါတယ်အစာရင်ကိုယ်တိုင်ကလည်းလွန်ကဲစွာဆွဲဆန့်ခံထားရတာကြောင့်မလို့နာကျင်ကြိုက်ခဲမှုတွေကစတင်လာပါတော့တယ်ပြီးတော့ဒီလိုပိုရှန်နေတဲ့အစာတွေကိုချစ်ဖြတ်ဖို့အတွက်အစာရင်ကအချိန်ပူစင်းပြီးအလုပ်လုပ်ရပါတော့တယ်ပုံမှန်တိုင်းဆိုလို့ရှိရင်စီးချက်ချချနဲ့တဖြည်းဖြည်းချင်းအစာတွေကိုကြိတ်ချေပေးပြီးတော့ဗိုက်တရားအောင်စားပြီးတဲ့နောက်မှာတော့အစာရင်ကအဲ့ဒီအစာတွေကိုအဆင်ပြေပြေဖြည့်ရှင်းနိုင်ဖို့အတွက်အနည်းဆုံး6နာရီလောက်အချိန်ပိုဆင်းရပါတယ်နောက်ဆုံးမှာအစာရင်ကအစာတွေကိုချင်းညက်တဲ့အနှစ်အဖြစ်ပြောင်းလဲပြီးတော့ဥသိမ်းထဲကိုပို့လိုက်တဲ့အခါမှာတော့ဥသိမ်းလမ်းကြောင်းကချက်ချင်းပဲအလုံးရင်းနဲ့ပိတ်ဆို့သွားတာဖြစ်ပါတယ်ရုပ်တရက်တိုးလာတဲ့အလုပ်တွေကသိမ်းကိုအသည်းနဲ့ပန်ခရီးယပ်စီကနေအဆီပရိုတင်းနဲ့ကာဘိုဟိုက်ဒရိတ်တွေကိုဖြိုခွဲဖို့အတွက်တဲချေရည်နဲ့ပန်ခရီးယပ်အရည်တွေအများပြားကိုထုတ်ခိုင်းစေခဲ့ပါတယ်တင်ကစားတဲ့အစားအစာတွေကအဆီများတဲ့အစားအစာတွေဆိုလို့ရှိရင်ပြဿနာပိုပြီးကြီးမားနိုင်ပါတယ်အစာချင်းအင်ဇိုင်းတွေကလုံလောက်မှုမရှိတော့ပဲမချေဖြတ်ရသေးတဲ့အစားအစာတွေကဦးလန်းကြောင်းထဲမှာကျန်နေပြီးတော့တဖြည်းဖြည်းချင်းအချင်းပေါက်ပြီးတော့ဓာတ်ငွေတွေထွက်ပေါ်လာပါတယ်ရလက်ကတော့ one bite ဖောင်းပွားတာလေကျင်တက်တာလေးလဲတာတွေတလဲစီဖြစ်ပေါ်လာပါတော့တယ်ပြင်းထန်လာရင်တော့ဘိုင်းနာတာမျိုးတွေပါဖြစ်လာပြီးမအီမတာတွေပါဖြစ်စေပါတယ်တစ်ချိန်တည်းမှာပဲတင့်ကိုအစာချေဖြတ်နိုင်မှုသွေးတွေကလည်းအစာရင်းနဲ့ဦးလန်းချောင်းစီကိုအများအပြားစီးဆင်းသွားပါတယ်ဒီလိုဖြစ်တဲ့အခါမှာတော့အုံနောက်ကိုသွေးပေးမှုတွေမလုံလောက်တော့ဘဲနဲ့တင်ဟာမောပန်းနှမ်းနေပြီးတော့အိတ်ချင်လာတာမျိုးကိုခံစားရလာပါလိမ့်မယ်။နောက်ပိုင်းအိတ်ချင်ရောက်တဲ့အခါမှာလည်းအစာတွေအများများလွန်းတာကြောင့်တင့်စာအိမ်ကနေဘက်ကစားထားတဲ့အစာအစာတွေကိုအချိန်ပိုဆင်းပြီးလောက်ကင်နေရပါတယ်။ပိုရှန်နေရဲ့တကြားတက်တွေကအစီအဖြစ်ပြောင်းလဲပြီးတော့တင့်ပိုက်ပေါင်နဲ့တင်ပါးတွေကိုတိတ်တဆိတ်စုပုံနေပါတယ်။နောက်တစ်နေ့မနက်နိုးလာတဲ့အခါမှာတော့တညလုံးရုန်းကန်ပြီးတော့နေရတဲ့တင့်ရဲ့အစာအိမ်နဲ့ဦးလန်းချောင်းစနစ်ကအလွန်ကျွံစားထားတဲ့အစားအစာတွေကိုအပိသက်ခြေဖြတ်ဆုပ်ယူပြီးသွားပါပြီ။တခါတလေဘိုက်တင်အောင်စားတာမျိုးကကိုခံအားနဲ့ကိုပြန်လဲပြည့်ပြည့်နိုင်စွမ်းရှိတာကြောင့်မလို့ပြန်လဲကောင်းမွန်လာနိုင်ပေမဲ့ခန္ဓာကိုယ်ကိုတော့ထိခိုက်စေပါတယ်ဒါပေမဲ့အတင်ကနေ့တိုင်းဒီလိုပဲစားနေမယ်ဆိုလို့ရှိရင်တော့အစာအိမ်နဲ့ဥလန်းချောင်းကရေရှည်မှာပို့ပြီးတော့ဝင်ပြီးရဲ့အခြေအနေကိုရောက်ရှိမှာပါခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေကစောစောစီးစီးယိုရင်းတော့မှဖြစ်ပြီးတော့အစာချစ်ဖြတ်နိုင်စွမ်းလည်းတဖြည်းဖြည်းနဲ့ဆူရလာပါလိမ့်မယ်ဒါကြောင့်အရသာရှိတဲ့အစားအစာတွေကိုခန်းစားရင်းနဲ့လွန်ကျူးမှုမရှိအောင်သတိထားပါ80%ပြည့်အောင်စားတာအကောင်းဆုံးပါပဲဘာလို့လဲဆိုတော့တင့်ခန္ဓာကိုယ်ကအမိုက်ပုံးမဟုတ်ပါဘူးတင့်ရဲ့စားခြင်းတဲ့စိတ်ကြောင့်မလို့သူ့ကိုထိခိုက်အောင်လုပ်တာမျိုးတွေမလုပ်ပါနဲ့အားလုံးပဲကြပါကြပါစေရှင်